Okay အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်အခုပဲ Air Fire Pass ကိုရောက်တယ် Air Fire Pass ကိုရောက်ပါတယ်အခုကျွန်တော် Air Fire Pass ထဲမှာစရောက်တယ်အားလုံးပေါင်း2နာရီလောက်စီးလိုက်ရတယ်ကားအခုကျွန်တော်လှမ်းမြင်နေရတယ်ဒီမှာဆိုမှန်ဘူးနဲ့လှမ်းကြည့်မြင်ရတယ်ဟိုးနားမှာအဲ့မှာဒီတောင်တန်းတွေရှိတယ်အဲ့တောင်တန်းတွေဟိုဘက်ကကျွန်တော်မြစ်တာမြို့ပေါ့နော်တဝဲတဲချောင်းမြစ်တာမြို့အဲ့တော့ကျွန်တော်ဗမာပြည်နယ်စပ်ကိုရောက်ပြီလို့ပဲပြောရမှာပေါ့နော်ဒီကနေသွားရင်ကျွန်တော်တို့ဗမာပြည်နယ်စပ်ဖြစ်တဲ့မြစ်တာမြို့ကိုရောက်ပါโอเคနော်မြစ်တာမြို့ကိုရောက်မယ်မြစ်တာပြီးရင်တဲချောင်းတဝဲပေါ့နော်အဲ့ဒီကိုရောက်ပါဒါလောလောဆယ်ကျွန်တော်ကဒီပုံနှမ်းပြီးတော့ပြတာပေါ့နော်အဲ့တောင်တန်းတွေရဲ့ဟိုနောက်ဖက်မှာကျွန်တော်မြစ်တာမြို့ရှိတယ်တဝဲတဲချောင်းပြီးရင်မြစ်တာပေါ့နော်အဲ့ဘက်ကိုရောက်မှာဖြစ်ပါတယ်အခုကျွန်တော်လည်းအတူလိုက်ကြည့်ပေးပါဦးစဝင်လာခြင်းမှာ Fire Pass ဆိုတဲ့ဟာအောက်မှာကျွန်တော်တို့ဒီမှာလှရိုက်ရတဲ့နေရာတွေအများကြီးရှိတယ်နော်โอเคဒီမှာတော့ဝင်လာခြင်းညာဘက်ချမ်းမှာဟိုဝင်လိုက်ပြီဆိုရင်ကျွန်တော် Mind Drain ပေါ့နော်ဟိုကျင်က Mind Drain တုတ်ထားတဲ့ကြားတိုက်တွေရှိတယ်အဲ့ဒီကျွန်တော်ဆက်ဝင်လာမယ်ဆိုရင်ကျွန်တော်ဒီမှာTwitter တို့တမိုင်းဝင်ပြတိုက်ပေါ့နော်ပြတိုက်နဲ့ပတ်သက်တဲ့စာတမ်းတွေတွေ့ရတယ်ဒီမှာဆိုရင်ကျွန်တော်တို့အရင် Ever Best အရင်ခက်ကဟိုကျွန်တော်တို့စစ်ပွဲပြီးတဲ့အချိန်ပေါ့နော်ဒီရက်ကစစ်ပြီးတဲ့ကာလအခြေအနေလေးတွေဒါတွေ့ရတယ်နော်ဒီမှာဆိုရင်ကျွန်တော် Mind Drain လုပ်သားတွေရဲ့အခြေအနေတွေကိုတွေ့ရတယ်ပေါ့နော်။ Mind Drain လုပ်သားတွေရဲ့အခြေအနေတွေ့ရတယ်။မှာဆိုရင်ဒီလိုနဲ့ပြတာဂျပန်တွေကဘယ်လိုညှိမှနှိမ့်ဆက်တယ် Mind Drain လုပ်သားတွေဘယ်လိုလုပ်ထားလဲဆိုတော့တွေ့ရတယ်နော်။ဒီမှာဆိုတဲ့ပုံဆိုတဲ့ကျွန်တော်တို့စာMind Drain လုပ်သားတွေနောက်ထပ်တော့နှိမ့်ဆက်ညှိမှဆိုင်တာငှက်ပြက်လဲဆိုတဲ့အကြောင်းရှာကြတယ်ပြောတာလို့ဒီမှာဆိုရင်ထိုင်းဘာသာအင်္ဂလိပ်ဘာသာ2မျိုးနဲ့နော်2မျိုးနဲ့စလုံးတွေကိုလှုပ်ထားတာတွေ့ရတယ်။မလေးလောက်သားပြီပေါ့နော်။အဲသူတို့ရဲ့နေထိုင်ပုံနဲ့ဟိုနေခဲ့ရနော်ဒါကျွန်တော်တို့ဒီမဲ့တမန်ရထားလမ်းဖောက်လို့ပေါ့နော်။အဲဒီဘက်မှာဆိုတဲ့စေကူတာပြီးဂျပန်နေရာရဲ့ခြေနေတွေတော်တကယ်တက်ပုံဟောင်းနေပေါ့နော်ဒီမှာဆိုရင်သူတို့လောက်ခိုင်းတဲ့အချိန်မှာတေချာလုံးမလို့ဆိုရင်ဒီမျိုးနှိမ့်ဆက်ညှဉ်းပန်းတာတွေတွေ့ရတယ်တကယ်အဲ့တော့အခြေအနေတွေကိုပြန်ပြောပြတာပေါ့နော်ဆိုရင်ဘာနေလို့အခြေအနေတွေကျွန်တော်ဒီမှာနော်ခိုင်းမှာခိုင်းနဲ့အင်္ဂလိပ်နှစ်ဘာသာရေးဖွဲ့လာတွေ့ရတယ်ဒါမှမဟုတ်ပါတဲ့အခြေအနေပေါ့နော်ဒီမင်းတွေပဲထားလဲအောက်ခဲ့ကြတဲ့အခြေအနေတွေ့ရပါတယ်ဒါကကျွန်တော်တို့ဝင်လာခြင်းညာဘက်ချမ်းကိုကျွန်တော်ဝင်လိုက်တာပေါ့နော်အဲပြီးတော့ဒီဘက်ချမ်းနေကျွန်တော်တို့ပြန်ထွက်မယ်ဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ဘောနော်ဒီရထားလိုင်းဖောက်တဲ့ပုံစံပေါ့နော်ဒါလည်းပေါ့တော့ရှောက်ပေါ့ဒီစတော့ပေါ့အဲဒီဒီမှာပဲနာမည်ကြီးပေါ့နော်ဒီနာမည်ဒီ Mind Drain လောက်သားနဲ့ပတ်သက်ပြီးဒီရဲ့နာမည်လေးနော်ဒီရဲ့လူရဲ့နာမည်လေးရေးထားတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Fire Pass ဝင်ခြင်းညာဘက်ကဝင်ခြင်းညာSoutheast Asia, Malaya, attended the fall of Singapore, and thousands of Asian labourers or Romusha.
hundreds of thousands of civilian slaves. They won't tell you the truth of mostly Tamil Indians and the poor Wilayans and all that. If we had a bad time, they had a shocking time. They had no organisation. They had no one to lead them, no one to help them, and they died in their tents. ထဲမှာကျွန်တော်ဗီဒီယိုနဲ့လည်းသေးစိတ်ပေါ့နော်သေးစိတ်လုပ်ပြတာတွေ့ရမှာနော်โอเคအဲ့ဒါကျွန်တော်ဆက်သွားလိုက်ပြီးတော့ပြန်ထွက်လိုက်ပြီနော်ဆက်ထွက်လိုက် easy to have a bus နော် related walking tour နော်ဟုတ်ပါမယ်ချက်ပြီးတော့သွားလို့ရတယ် walking tour နဲ့သွားအောင်နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ကနေဆက်ပြီးတော့သွားရမယ်ပေါ့နော်ကျွန်တော်သွားမယ်ဆိုရင်တော့တမီကုံစွာဟုတ်ရှိတယ်မနေ့တည်းကလာပြီးသွားမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့မှတ်စင်ကျွန်တော်တစ်ကနေပြီးကျွန်တော်ကရှင်းပြတယ်ဆိုတော့မှတ်စင်20လောက်ရှိပြီနော်သွားမယ်ဒါပေမဲ့ကျွန်တော်ကအခုတစ်ကနေ4စီပဲသွားမှာဘာဖြစ်လို့လဲဆိုကျွန်တော်အပြန်ကြလို့ရှိရင်ကျွန်တော်ပန်းညံနဲ့ဝင်ကျင်တယ်ပြီးတော့အရှိတကုံလည်းဝင်ကျင်တယ်ပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်ဒီကနေပဲနံပါတ်4ကနေပဲပြန်ဆုပ်တော့တင်ကျွန်တော်နဲ့လိုက်ပါပဲကြည့်လေးပါဒါကတော့ hair firebass အပိုင်းတစ်ပါ issue အပေးတဲ့လူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်တကယ်လို့ကျွန်တော်ရဲ့ channel ကို like subscribe လုပ်ပါသေးဆို like subscribe လုပ်ပေးကြပါဦး hair firebass ကျွန်တော်တို့အပိုင်း2မှာပြန်လည်ဆုပ်ပေးပါဦး